မိန်ဆိုတော်မူသောစကားတော်သည်တပန်းထက်လောက်ဖြစ်ဆွေရန်လည်းမရှိဘယ်နှုတ်ရန်လည်းမရှိအပြည့်အစုံပညာတော်မူသောပရိဘုံနာပညာဖြစ်ပါသည်အရှင်ဘုရားတတမိန်အောင်သောပထမပါရာဇိကေမေထုနန္ဓမံပရိဒေဝန္တောကတိအပါရိယောအာပိသတိဝိပဇိတောဝိသေတိမေထုနံဗန္တိဓမ္မပရိဒေဝန္တောဒိတောအပတိယောအပိသတိဧကာဟိတိသတိရေမေထုနံဓမ္မပရိဒေဝတိအပတိပါရာဇိကတယေဘုံယေနာခာယိတေတရိရေမေထုနန္တမပတိဒေဝတိအာပတိထုံလိစေယတဝေဒာကတိမုခေစုပန္နဣန္ဒအသာတံဘဝေသေတိအာပတိဒုက္ကတတမေထုနံပန္တိဓမ္မပတိဒေဝန္တောဣမာတိသောအာပတိယောအာပိစတိထိုပရမပါရာဇိကတေခာဟုဆံယ၌မေတော်အင်းကိုမိဝဲသောယဟန်တိအဘယ်မြတ်သောအဘဒုသို့တင်ရောက်ပါသည်နာရှင်ခွဲခြားဝေဖန်၍ခြေဆိုပါလောဒုပရမပါရာဇိကဆံယသိက္ခာပုဒ်၌မေတောအမှုကိုကျွလွန်သောယဟန်သည်သုံးပါးသောအာဘဒုသို့တင်ရောက်ပါသည်မပြည့်စည်သေးသောလောင်းကောင်း၌မေတုံမြဲသည်ရှိသောပါရာဇိကအဘမြာသောအဖြစ်ပြည့်စည်မိသောအလောင်းကောင်း၌မေတုံမြဲသည်ရှိသောထုံလည်းစင်အဘဒီလေးဖြစ်သောခံတွင်၌မတိစေပဲအင်္ဂါဇတ်ကိုတွင်သည်ရှိသောဒုက္ခအဘတို့သင်ပါသည်မေတုံမှုကိုကျွလွန်သောယံသည်ဤဆွဲပြေကုန်သောပါရာဇိကအဘထုံလည်းစင်အဘဒုက္ခအဘသုံးမျိုးတို့သို့သင်ရောက်ပါသည်ရှင်ဘုရားေနံအောင်သောတတပုဂ္ဂလနံအနာပတိသံဃံဗန္တိပုဂ္ဂလနံအနာပတိထိုပရမပါရာဇိကသိက္ခာပုဆံယ၌အာဝမတိအာဝမလူမျိုးကြကုန်သောပုဂ္ဂိုလ်တို့ကအဘေပုဂ္ဂိုလ်တို့ဟာနိနာရှင်ထိုပရမပါရာဇိကဆံယသိက္ခာပု၌အနာပတိအာဇာနန္တတအတာတိယန္တတအစာရှိသည်ဟောတော်မူအပ်ပါသောကြောင့်သူတော်ဘာတို့ချင်းကပ်၍မေထောမှုပြုတိကိုပတိရှိသောယံအာလကောင်းတိရှိပါသောလေမတရာသောယံအာလကောင်းတိခြေပြက်လက်ယူသွဲ၍နေသောယံအာလကောင်းဘယ်လူနှံ့၍ပြန့်လွန်သောစိတ်ရှိသောယံအာလကောင်းစေယဝေဒနာဖြင့်နှိစ္စခံရသောယံအာလကောင်းအရှိသူတိမထေကဲ့သို့အစအမှု၌ရှင်သောအစအမှုကိုပြုသောယံအာလကောင်းဤ6ရောက်သောပုဂ္ဂိုလ်တို့အားအာဘမတိတိဖြစ်ပါသည်ရှင်ဘုရားကတိအောင်သောအထဝတိပရိစ္ဆာဘဂဝတာပါရာဇိကာပညတ္တာတတဗန္တိအထဝတိပရိစ္ဆာဘဂဝတာပါရာဇိကာပညတ္တာအဘယ်မြတ်သောအကျိုးစီးပွားအထူးတို့ကိုအစွဲပြီး၍မြတ်စွာဘုရားရှင်သည်ပါရာဇိကသိက္ခာပုဒ်တို့ကိုပညတ်တော်မူအပ်ပါသည်ငါရှင်ကောင်းပါပေသောကိုချီးမွမ်း၍တန်ခါကလက်ခံနိုင်ခြင်းအကျိုးတစ်ပါးတန်ခါဤချမ်းသာစွာနေထိုင်ရခြင်းအကျိုးတစ်ပါးသီလပြတ်ပါသောလည်းရှက်ရမှန်ပါသည်မြဲတဲ့ပြောင်းတိုက်တာကုန်သောအာလိစီယံဆိုတို့ကိုနှိပ်ကွယ်နိုင်ခြင်းအကျိုးတစ်ပါးသီလကိုချင့်ခင်သည့်ဤစီယံတို့၏ချမ်းသာစွာနေထိုင်ရခြင်းအကျိုးတစ်ပါးမျက်မှောက်ပင်ယံတို့ကိုပိတ်ဆို့ကာကွယ်နိုင်ခြင်းအကျိုးတစ်ပါးတမလွန်ပင်ယံတို့ကိုတားဆီးနိုင်ခြင်းအကျိုးတစ်ပါးသာသနာတော်၌မကြီးညိုသည်သောပုဂ္ဂိုလ်တို့ကြီးညိုလာစေနိုင်ခြင်းဟူသောအကျိုးတစ်ပါးသာသနာတော်၌ကြီးညိုပြီးသောပုဂ္ဂိုလ်တို့ကိုအတိုင်းထက်အလွန်ပို၍ကြီးညိုနိုင်စေခြင်းဟူသောအကျိုးတစ်ပါးသာသနာတော်ရှိခန့်၍တည်တတ်နိုင်ခြင်းဟူသောအကျိုးတစ်ပါးဝိသီတရားကိုချီးမြှောက်နိုင်ခြင်းဟူသောအကျိုးတစ်ပါးဤစေဝသောအကျိုးစီးပွားထုတို့ကိုအစွဲပြု၍မြတ်စွာဘုရားသည်ပါရာဇိကသိက္ခာပုဒ်တို့ကိုပြည့်ညတ်တော်မူပါသည်ရှင်ဘုရားကတ္တအောင်သော